ဒူမဦးတင်အောင်မှာဘုံနေရင်မတော်ရှူဝက်စံကျဲ UAB step တစ်ခုကိုတွေးလိုက်ရတဲ့တပြားတွေဘာမှမတွေးပဲထွက်သွားဖို့ပြင်ကြတဲ့အခါခေါင်းဆောင်ကဖြာတင်းပေါင်နာကိုသွားပြီးသူ့ထက်လူကြီးကိုတင်းပို့ဖို့ကြိုးစားခဲ့တဲ့တခြားသူတွေကတော့ခင်းဖြစ်ပွားရဖို့တန်ရှင်းရေးလုပ်နေကြတယ်။ဒီအချိန်မှာဒူမ UAB ကိုဆွဲယူပြီးအိတ်ထဲမှာတင်းနဲ့တက်လက်ရှိတာကိုတတိထားမိတဲ့တင်းနဲ့ကိုကောက်ယူပြီးခေါင်းဆောင်ကိုချိန်ကြီးဆွဲထုတ်လိုက်ပေမဲ့ဂျင်ပါရာကြောင့်မအောင်မြင်ခဲ့ဘူးထိတ်လန့်တုံလို့ဆိုတာဒူမလက်ထွက်ပြီးတပြားတွေလိုက်ဖဲနေတာကြကထွက်ပြေးခဲ့ရတယ်။ဒူမတခြားခန်းတစ်ခုတည်းဝင်ပြီးတခါကိုတော့ခတ်လိုက်ပေမဲ့တပြားတွေချက်ချင်းပဲဖြိုခွင်းပြီးဝင်လာကြတယ်ဒူမလူတယောက်ကိုဆွဲယူပြီးလူသားတိုင်းဖြစ်အုံပြုကဓာတ်လီကားစီသွားခဲ့တယ်ဓာတ်လီကားတဲ့ဝင်ပြီးနောက်ရန်သူရဲ့ကြီးစံတွေကိုရှောင်ရှားရင်းလီကားတဲ့ဝက်မှာဆင်းပြီးလီကားလင်းကနေရေးစင်ကတပြားတွေလှည့်စားခဲ့တယ်နောက်ပြီးဒိုလောင်ခန်းတဲ့ကိုခိုးဝင်ကအဝိရှော်ဆက်တဲ့ခုံစင်းပြီးဟိုရဲရဲ့အဝိရှော်ခန်းတဲ့ကိုပြုတ်ကျသွားခဲ့တယ်အဲ့ဒီမှာအဝိစားလေးပြီးခါပါကင်တဲ့ပြေးဝင်သွားတဲ့ရေစင်းနေတဲ့ခါတစီကိုခိုးယူပြီးတပ်ပြတွေချထားတဲ့လမ်းပိတ်ဆို့မှုကိုဖျက်မောင်းသွားရမှာဆူညံနဲ့ရင်တိုင်းမှုဖြစ်ပေါ်ခဲ့တဲ့ဒီနီးနားကရဲတွေရဲ့အာယုံဆိုင်မှုကိုရခဲ့ပေမဲ့မတော်စကားနဲ့ရဲကားတွေပါတိမ်မောက်သွားတယ်ဒုံကားပေါ်ချက်ချင်းစင်ပြီးလမ်းကြားတွေကိုပြေးဝင်ကနောက်ဆုံးမှာဘေးကင်းတဲ့အိမ်တလုံးနဲ့ဝင်နိုင်ခဲ့တဲ့တပ်ပြတွေကနောက်ခါလိုက်လာပြီးအိမ်ထဲကိုဝင်ရှာကြပေမဲ့သူမကိုမတွေ့ပဲဝင်နေတဲ့ဖြာတင်းပေါက်တစ်ခုပဲတွေ့လိုက်ရတယ်ထောက်ခါနီးမှာခေါင်းဆောင်ကမျက်နှာချက်ကနေဒွဲလောင်းချနေတဲ့ဖုံးတလုံးကိုတတိထားမိပြီးခေါ်ကြည့်လိုက်တယ်ဒါပေမဲ့ဖုံးမဆက်နိုင်ခဲ့ပဲတောက်ကြတွေလက်လျှော့ပြီးထွက်သွားကြတယ်အဲ့ဒီနောက်ဒုံမိုးပေါ်ကနေခုံဆင်းပြီးသူမရဲ့အတင်းဖော်တွေကိုတွားတွေ့ခဲ့တယ် UAB တပိုက်ကိုကွန်ပျူတာထဲထိုးလိုက်တဲ့အခါတောက်ကြတွေရဲ့ရာဇဝတ်မှုထောက်ထားတွေရှိမယ်လို့သူမထင်ခဲ့ပေမဲ့ Brogan ဖွင့်လိုက်ချိန်မှာတော့ UAB သူတို့ရဲ့ဒီနေရာကိုအလိုတလျှောက်ပို့ပေးနေခဲ့တယ်သူတို့ထပ်ပြီးခေါ်ထုတ်ခံလိုက်ရပြီးအခုချက်ချင်းဒီနေရာကနေထွက်သွားရမယ်ဆိုတာသူတို့သိလိုက်တယ်